မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်အပတ်စဉ်ထုံးလင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့အသည့်အလိမ်မှာဉာဏ်ပညာအစီအစဉ်ကိုဆိုရင်တော့ရွှေတကုံစီတီတော်နိကေ9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်းရေးမှူးဖြစ်သူဆရာဦးစန်းလင်းစေမြောင်နဲ့တွဲဆုံမိမြန်းဆွေးနွေးပေးတော့မှာပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့ပါအသည့်လိမ်မှာဉာဏ်ပညာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရဆရာအနေနဲ့မင်္ဂလာတုတ်ပရိတ်တော်ကိုဒီဆွေးနွေးပေးခဲ့တာဆိုရင်ပေါ့နော်မင်္ဂလာ19ပါပြီးသွားခဲ့ပြီပေါ့နော်အခုဒီတစ်ပတ်မှာလည်းဆရာအနေနဲ့ဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ရေကြီးစတုတ်ပါဠိတော်ပေါ့နော်ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့တာကိုပထမဦးဆုံးမင်္ဂလာတုတ်တံမှာပထမဦးဆုံးအသေဝနာစပါဠဏပဋိဌာနေစသေဝနာပူဇာစပူဇာနေရနဲ့ဣတမင်္ဂလာမုဒ္ဓမေဒါပေါင်းသင်းဆက်ဆံရေးမင်္ဂလာ၃ပါးပေါ့အဲ့ဒါပြီးတော့နေထိုင်ရေးမင်္ဂလာ၃ပါးသွားတယ်နော်ပฏิရူပဒေတာဝသောစာပုပ္ပိစကတပုံညတာအတ္တသမပဏိတိစာဣတမင်္ဂလာမုဒ္ဓမေ6ပါးဖြစ်သွားတာပေါ့နော်အဲ့ဒါပြီးတော့သင်္ချာရေးမင်္ဂလာ၄ပါးရှိတယ်ဘာဝတိစင်္စသိပ္ပင်းစာဝိနည်းစာသုတိကိတောသုဘတိတာစာယာဝါစာဣတမင်္ဂလာမုဒ္ဓမေဆိုတော့334ဆိုတော့10ပါးပေါ့အဲ့ဒါပြီးတော့ပြည့်စုံရေးမင်္ဂလာ၃ပါးသွားတယ်မာတာပိတုဥပဌာဏဗုဒ္ဓဒါရတသင်္ကောအနာကုလဇာကမ္မန္တာဣတမင်္ဂလာမုဒ္ဓမေ73ပါးပေါ့နော်အဲ့ဒီ73ပါးပြီးတော့ပြီးခဲ့တဲ့ဘက်ကလိုက်နာခြင်း၃ရေးမင်္ဂလာပေါ့နော်ဒါနိသဓမ္မစရိယာစညာရကနိသသင်္ကောအနဝဇ္ဇာနိကမ္မန္တိဆိုပြီး၄ပါးပေါ့အဲ့ဒီ၄ပါးမှာရှေ့2ပါးပြီးခဲ့တာပေါ့နော်အဲ့တော့ရှေ့2ပါးပြီးခဲ့တယ်လိုက်နာခြင်းဒါနိသပြီးသွားတယ်ဓမ္မစရိယာစပြီးသွားတယ်အဲ့တော့အာလုံးပေါင်းခုနသမီးပြောသလိုပေါ့နော်15ပါးပေါ့နော်ပြီးသွားတော့အဲ့တော့ဒီနေ့မှာဆက်ပြီးပြောမယ်ဆိုရင်တတိယမင်္ဂလာပေါ့လိုက်နာခြင်းသုံးရင်တတိယမင်္ဂလာအဲ့ဒါဘာလဲလို့ဆိုတော့ညာတကနိသသင်္ကောအနဝဇ္ဇာနိကမ္မန္တိဆိုတာ2ပါးရှိတယ်ပထမဆုံးတစ်ပါးကိုရင်ပြောမယ်ညာတကနိသသင်္ကောဆိုတာမြန်မာလိုပြောရင်တော့ဆွေမျိုးတို့ကိုချီးမြှောက်ထောက်ပံ့ခြင်းဒီမင်္ဂလာဖြစ်တယ်လို့မြတ်စွာဘုရားရှင်ဆက်ဟောတယ်ညာတကဆိုတာကဆွေမျိုးကိုပြောတာသင်္ဃဟဆိုတာထောက်ပံ့တာဆွေမျိုးတို့ကိုထောက်ပံ့ခြင်းဒီမင်္ဂလာဒါဖြစ်ရင်ဆွေမျိုးတွေထောက်ပံ့တဲ့မင်္ဂလာဆိုတော့ဘယ်ဆွေမျိုးတွေလဲလို့ထပ်သိစရာရှိတယ်လိုရင်းပြောရင်ပေါ့လူတွေမပြောပဲသိနေတာတော့အမိဘကဆွေမျိုးအဖဘကဆွေမျိုးပေါ့ဒါကိုဆွေမျိုးလို့ပဲသိတာပေါ့အမှန်တော့ဒီမှာလည်းမပြည့်စုံသေးဘူးဗျာတရားတော့နော်ဘာလဲဆိုတော့ရွှေ80မျိုး80ဆိုတာဒီမိဘဆွေမျိုးထဲမှာပဲရှိနေသေးတယ်ဘာလို့လဲဆိုတော့အမိဘမှာရှိတယ်အဖဘမှာရှိတယ်အဲ့တော့အထက်ကို80အောက်ကို80ပေါ့ဗျာအလွယ်မှတ်မယ်ဆိုရင်အမိဘရှိမယ်ဘိုးဘေးဘီပင်အပေါ်အဘဲပေါ့ဒါ80အောက်ဘက်မှာဆိုရင်သားသမီးကနေစတာပေါ့နော်သားသမီးရဲ့မြေမြင်းမျောတီကျွတ်ဆက်80ပေါ့ဒါအခေါ်ဝေါ်တွေပါနော်ဆက်နှိပ်သွားတာပေါ့အဲ့တော့ရွှေ80မျိုး80ရှိတဲ့ဟာကိုချီးမြှောက်ထောက်ပံ့ခြင်းဒီဒါမင်္ဂလာဖြစ်တယ်လို့ဆိုတယ်အဲ့တော့ကုညီရိုင်းပြင်းရမယ်ချီးမြှောက်ထောက်ပံ့နောက်ဘယ်လိုချီးမြှောက်ထောက်ပံ့မယ်ဆိုတော့သင်္ခါဘိုင်းမှာပါမှာပေါ့နော်လောလောဆယ်တော့ဒီခုနပြောတဲ့ညာတကာနိစ္စကိုသဘောပေါက်အောင်အဲ့တော့အမိဘရဆွေမျိုးအဖဘရဆွေမျိုးတပါးပေါ့နော်ရွှေ80မျိုး80အဲ့လောက်ပြီးတော့ဘာလာလဲဆိုတော့လောကဆွေမျိုးဆိုတာလာတယ်ဒါလဲကျွန်တော်အလင်းသိရင်သိတယ်လို့ပြောခဲ့ပူပါတယ်လောကဆွေမျိုးဆိုတာကမိမိနဲ့အတူတကွပေါင်းသင်းနေထိုင်ပြီးတော့တူးနဲ့တူကောင်းတိုင်မြင်ဆိုးတိုင်မြင်နေထိုင်ကြတဲ့ဟာတွေကိုဒါကိုလောကဆွေမျိုးလို့ခေါ်တယ်အဲ့တော့ကောင်းတိုင်မြင်ဆိုးတိုင်မြင်ဆိုတော့ဒါအကြံဉာဏ်ပေးတာပဲမိတ်ဆွေထဲမှာထည့်ထားတာပေါ့ဗျာမိတ်ဆွေ3မျိုးရှိတယ်လောကဆွေမျိုးထဲမှာဆွေမျိုးထဲမှာလောကဆွေမျိုးထဲမှာမိတ်ဆွေ3မျိုးရှိတယ်အဲ့ဒါဘာလဲဆိုဘဝမိတ်ဆွေရယ်ဓနမိတ်ဆွေရယ်ဓမ္မမိတ်ဆွေရယ်ဘဝမိတ်ဆွေဆိုတာတော့ဇနီးမယားညီကိုမောင်နှမတွေကိုဒါအားလုံးကကိုမိသားစုတွေပဲဒါဘဝမိတ်ဆွေပေါ့သားသမီးတွေတော့မပါဘူးသားသမီးကခုနပြောတဲ့90ထဲမှာပါသွားပြီအောက်90ထဲမှာအဲ့ဒါကိုကျွန်တော်တို့ဘဝမိတ်ဆွေလို့ခေါ်တယ်နောက်ပြီးတော့ဓနမိတ်ဆွေဆိုတာကစားရေးဝယ်ရေးနေနဲ့တို့ကဘဝဖြစ်တည်ရေးတွေမှာအတူတူလုပ်ပေါ်ကင်ပဲစီးပွားပဲလုပ်ပေါ်ကင်ပဲ same best တွေပေါ့ဗျာဟိုကုမ္ပဏီသမားလည်းကုမ္ပဏီသမားပေါ့လုပ်ပေါ်ကင်ပဲပေါ့ကုန်တယ်ရလည်းကုန်တယ်ပေါ့နော်အယောင်းဝယ်ရလည်းအယောင်းဝယ်အစသည်ချင်းပေါ့နော်အဲ့ဒါလိုရှိတဲ့မိတ်ဆွေတွေကိုထည့်ထားတယ်အဲ့ဒါကိုဓနမိတ်ဆွေလို့ခေါ်တယ်သူဒီလောကဆွေမျိုးတွေမှာပါတယ်နောက်ဆုံးတစ်ခုကတော့သူကဓမ္မမိတ်ဆွေပေါ့နော်ခုနကဓနအခုကဓမ္မမိတ်ဆွေဆိုတာကပြစ္ဆုတ်ပန်တန်တရားကောင်းကျိုးအတွက်ဟောဖို့ညွှန်ပြတဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်ပေးတဲ့ပုဂ္ဂိုလ်တွေဝိုင်းဝန်းကူညီဆောက်ရှောက်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုဓမ္မမိတ်ဆွေတွေထည့်ထားတယ်ဒါပြင်ဆွေမျိုးက2ခုရှိသွားပြီနော်အမိဘက်ကဆွေမျိုးအဖဘက်ကဆွေမျိုးဆိုတဲ့80မျိုး80အဲ့ဒါတွေလည်းချီးမြှောက်ထောက်ပံ့ရမယ်နောက်ပြီးတော့လောကဆွေမျိုးလို့ခေါ်တဲ့ဘဝမိတ်ဆွေဓနမိတ်ဆွေဓမ္မမိတ်ဆွေတွေကလည်းပဲလောကဆွေမျိုးတွေလည်းချီးမြှောက်ထောက်ပံ့ရမယ်အဝန်းဝိုင်းကျဲသွားတယ်ဒါပြင်ပါလဲလို့နောက်တရားတော်မှာပြထားတာရာဇဝင်ဆွေမျိုးတယ်ရာဇဝင်ဆွေမျိုးဆိုတာလူမျိုးလိုက်ဘာသာလိုက်ကိုးကွယ်မှုလိုက်ဇက်အလိုက်ပေါ့နော်ဇက်ဟိုတုန်းကတော့ဇက်တွေပေါ့
အဲ့ဒါလိုတမြေတဲ့နေတရေတဲ့တောက်တဲ့ညီကောင်မောင်နှမတွေတိုင်းရင်းသားညီကောင်မောင်နှမတွေအားလုံးဆိုရင်သူလက်ဆွေမျိုးပဲအဲ့ဒါဘာဆွေမျိုးလဲဆိုတော့ရာဇဝင်ဆွေမျိုးပဲမြန်မာပြည်မှာပြောရင်တော့ကချင်ကရကရင်ချင်းဗမာမွန်ရခိုင်ရှမ်းပေါ့ဗျာတရေတဲ့နေတမြေတဲ့တောက်အဲ့ဒါဘာလဲဆိုရာဇဝင်ဆွေမျိုးအဲ့ဒီဆွေမျိုးတွေကိုလည်းပဲချင်းမြောက်ထောက်ပံ့ရမယ်ဒါမှမင်္ဂလာဖြစ်တယ်ပေါ့အဲ့တော့ကုံသွားပြီမိသားစုလည်းပြီးသွားပြီမိတ်ဆွေပေါင်းသင်းလည်းပါသွားပြီမြန်မာပြည်လေးမှာရှိနေတဲ့တိုင်းရင်းသားညီကောင်မောင်နှမတရေတဲ့နေအကုန်ပါသွားပြီအဲ့တော့မြန်မာပြည်တစ်ပြည်လုံးပါသွားတယ်ဒါဖြစ်ရင်ကျန်တဲ့အခြားသောကဘာရှိတာပေါ့ဗျာနော်အခြားသောနိုင်ငံတွေအမေရိကန်ရှိမယ်ရုရှားရှိမယ်ကိုရီးယားရှိမယ်အဲ့ဒီပုဂ္ဂိုလ်တွေကြတော့ကောဟာလာအာဖရိကရှိမယ်ဘယ်လိုမျိုးဆက်ဆံရမလဲဆိုဒါလည်းဆွေမျိုးပဲတဲ့အဲ့ဒါဘာလဲဆိုတော့တန်တရားဆွေမျိုးတဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်မှာနကုလမတ္တာနကုလပိတာမတန်တရားမတော်ဆက်ခဲ့ဘူးတဲ့ဆွေမျိုးညီကောင်မောင်နှမဆိုတာမရှိဘူးတဲ့တန်တရားရှိလို့ဒါတွေကလည်းဘာလဲဆိုရင်တန်တရားဆွေမျိုးပဲတဲ့သွားနေတဲ့တန်တရားလောကကြီးအဲ့တော့တကဘာလုံးကအားလုံးဟာချင်းမြောင်းထောက်ပံ့မှုကြီးပဲဖြစ်သွားတယ်ကိုယ့်ဘက်ကကြည့်လဲဒါတွေကဆွေမျိုးသူတို့ဘက်ကကြည့်လဲဆွေမျိုးပေါ့ဗျာအဲ့တော့ဒီ38ဖြာမင်္ဂလာဆိုတာဟိုမင်္ဂလာတုတ်ကပထမကရွတ်ဖို့မဟုတ်ဘူးပြေးထဲတာမျိုးမဟုတ်ဘူးလိုက်နာကျင့်သုံးဖို့နောက်ပိုင်းမှသာလေသူကပြေးတော်တဲ့ပါထည့်လိုက်တဲ့ခါကျတော့ရွတ်ဖို့ရောကျင့်သုံးဖို့ရောဖြစ်သွားတယ်အဲ့တော့38ဖြာမင်္ဂလာမှာအခုပြောနေတာတဘာတဲ့နော်ညာတကာနေစာသင်္ကပ္ပောတဘာတဲ့ကိုတေးချာလိုက်နိုင်တကဘာလုံးငြိမ်းချမ်းတယ်တိုင်းပြည်တစ်ခုနဲ့တစ်ခုချင်းချောက်စရာမလိုဘူးစစ်ဖြစ်စရာလည်းမလိုဘူးခုနကပြောတဲ့ညီကောင်မောင်နှမတွေတိုင်းရင်းသားတွေအကုန်ပါတယ်ငြိမ်းချမ်းရေးဆွေးနွေးစရာတော့မလိုဘူးဒီတစ်ခုကိုနားလဲသဘောပေါက်ရင်နှစ်ဖက်ကိုယ်တစ်လုံးကပေါ့နော်ငြိမ်းချမ်းတယ်အဲ့ဒါလောကရဲ့ငြိမ်းချမ်းရေးတရားပဲပေါ့နော်အဲ့တော့သိသွားပြီပေါ့နော်ဆွေမျိုးတွေကောင်းပြီသိသွားပြီလို့ဆိုတဲ့အခါမှာသင်္ကောဟောချင်းမြောက်ထောက်ပံ့မယ်ဘယ်လိုချင်းမြောက်ထောက်ပံ့မယ်လဲလို့ဆိုတော့၄မျိုးပြထားတယ်ဒါနသင်္ကဟပိယသင်္ကဟအဋ္ဌသင်္ကဟသမာနဋ္ဌသင်္ကဟဒါနသင်္ကဟဆိုတာပစ္စည်းဝတ္ထုပစ္စည်းတွေနဲ့ပေါ့နော်အထည်အလိပ်စေဝါဥယျာဉ်ချမ်းမြေရွှေငွေကြောက်တာကိုနိုင်တယ်လို့ပေါ့ချင်းမြောက်ထောက်ပံ့ရမယ်တဲ့နောက်ဒုတိယပိယသင်္ကဟပိယသင်္ကဟဆိုတာကသူကလိမ်ညာမှုကင်းပေါ့ဟန်ဆောင်ဆင်းလဲခြင်းအလင်းမရှိဖြောင့်မတ်မှန်ကန်စွာနဲ့ပိယဝါစာချိုသာသောစကားတွေနဲ့ပြောဆိုဆက်ဆံတာဒါလည်းသင်္ကဟပဲအဲ့တော့သင်္ကဟချင်းမြောက်ထောက်ပံ့တယ်ဆိုတာကိုငါပစ္စည်းမရှိလို့ဆိုပြီးတော့စိုးရင်ကြမလို့ဘူးလေကိုပစ္စည်းမရှိရင်ပစ္စည်းမထောက်ပံ့နဲ့ပေါ့ပိယသင်္ကဟခုနပြောသလိုနှုတ်ဤဆောင်ပါခြင်းပေါ့အဲ့လိုမျိုးချိုသာရင်ကျေးစွာနဲ့အဲ့ဒီမှာတော့ဟိုပါပေါ့ဖြောင့်မတ်မှန်ကန်စွာလို့ပြောတာနော်ဟန်ဆောင်ပြီးတော့နှုတ်ချိုသေးတာကိုပြောတာမဟုတ်ဘူးရင်းနဲ့တည်းကပါပြီးတော့ပြောဆိုတာအဲ့ဒါလည်းချင်းမြောက်ထောက်ပံ့တာပဲနော်နောက်တစ်ခုကအဋ္ဌသင်္ကဟအကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့ချင်းမြောက်ထောက်ပံ့တာအကျိုးစီးပွားဆိုတာလောကမှာလူမှုရေးစီးပွားရေးကျန်းမာရေးဘာသာရေးအမျိုးပေါင်းများစွာရှိတဲ့အကျိုးစီးပွားအတွက်လူတိုင်းကအကုန်လုံးမတော်ဘူးပေါ့ဗျာတချို့စီဘာသာရေးမှာတော်တယ်တချို့စီစီးပွားရေးတော်တယ်တချို့စီနိုင်ငံရေးတော်တယ်မိမိတက်ဆွမ်းတဲ့ဘက်ကအတတ်ပညာနဲ့အဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းမြောက်ထောက်ပံ့တာနော်ဒါကလည်းပညာရှင်တွေလုပ်ရမယ့်ဟာတွေပေါ့နော်အဲ့ဒါလိုလည်းချင်းမြောက်ထောက်ပံ့ရပါမယ်တဲ့အဋ္ဌသင်္ကဟနောက်ဆုံးကတော့သမာနဋ္ဌသင်္ကဟသမာနဋ္ဌသင်္ကဟဆိုတာစုပေါင်းလှုပ်ဆောင်ခြင်းဖြင့်ချင်းမြောက်ထောက်ပံ့တာအခုခေတ်တို့ကလေဗျာအခုဟိုကထိန်ရသည်ကိုပတ်စံရှင်တယောက်တည်းခင်းလို့ရတယ်ဒါပေမဲ့မဟုတ်ဘူးအားလုံးစုပေါင်းပြီးတော့လုပ်တယ်စုပေါင်းမဟာဘုံကထိန်ပေါ့ဒါညညွှန်ချင်းသဘောပေါ့နော်သမက်ကဏ္ဍသဘောသူပေါ့ထိုနည်းတူစွာပဲဝါဆိုသင်္ကန်းကတ်မယ်တူတဲ့တက်နိုင်တယ်တို့ဆိုလည်းပဲစုပေါင်းဝါဆိုသင်္ကန်းကတ်ဆိုလုပ်လိုက်တယ်အဲ့ဒါပါလဲဆိုသမာနဋ္ဌသင်္ကဟအားလုံးစုပေါင်းပြီးတော့လှုပ်ဆောင်ရတဲ့ဟာတွေပေါ့နော်အဲ့တော့ဒါနသင်္ကဟပိယသင်္ကဟအဋ္ဌသင်္ကဟသမာနဋ္ဌသင်္ကဟခုနပြောတဲ့ဆွေမျိုးက၄ခုရှိတယ်အမိဘက်ကဆွေမျိုးအဖဘက်ကဆွေမျိုးတစ်ခုလောကဆွေမျိုးတစ်ခုရာဇဝင်ဆွေမျိုးတစ်ခုနောက်ဆုံးကတန်တရားဆွေမျိုးတစ်ခုဒါလောကကြီးငြိမ်းချမ်းတယ်အဲ့ဒါကြီးမင်္ဂလာတရားဖြစ်တယ်မင်္ဂလာတရားဆိုတာအဋ္ဌိကာရဏပြည့်စုံတယ်ဝဋ္ဌိကာရဏအစဉ်စဉ်တိုးတက်ရည်စည်တယ်တပ္ပတမ္ပတ္တိကာရဏလောကီလောကုဆိုတာနှစ်ဖြာသောအကျိုးတွေကိုပြည့်စုံတယ်အဲ့တော့ conclusion ဆွဲလိုက်မယ်ဆွဲလိုက်ရင်နောက်ဆုံးမှာ၅ချက်ထွက်လာတယ်နော်တရားဆွေမျိုးချင်းချစ်ခင်မှုရှိပါစေဆွေမျိုးချင်းဟာလာပေးတုံပေးလက်ကူညီဝိုင်းဝန်းကူညီနိုင်ပါစေဆွေမျိုးချင်းအပြန်လှန်ကူညီနိုင်ကြပါစေအမျိုးကိုထိမချီအောင်နာတတ်ပါစေနံပါတ်5ကတော့မျိုးတူဇက်တူသိဆက်တူတွေကိုဆွေမျိုးညာတိလို့သိနိုင်ပါစေဆိုပြီးတော့ဒီ5ချက်နဲ့ဘုရားတော်မှာဒီကောင်းစဉ်မှာ conclusion ဆွဲတယ်အဲ့ဒီမှာပထမဆုံးဆွေမျိုးချင်းချစ်ခင်မှုရှိပါစေပြဿနာမရှိဘူးဒါလိုက်နာလို့ရတယ်ကျင့်သုံးလို့ရတယ်တယောက်နဲ့တယောက်ဟာလာဝိုင်းဝန်းကူညီမယ်ပေးတုံပေးလဲကျွေးတုံဒါလည်းရတယ်တတိယချက်လည်းဒီတိုင်းပဲပေါ့နော်ကူညီကြမယ်နောက်စရုပ်ထချက်ကတော့တို့ထားအမျိုးအထိမချီအောင်နာတတ်ပါစေနောက်ဆုံးချက်မှာကဟိုပါပေါ့မျိုးတူဇက်တူသိဆက်တူတွေကိုဆွေမျိုးညာတိဖြစ်သိနိုင်ပါစေဒါလည်းပြဿနာမရှိဘူး၄ကနည်းနည်းရှော့ကြည့်အမျိုးကိုထိမချီအောင်နာတတ်ပါစေဆိုတာကအမှန်တကယ်ကတော့ခုနကကျွန်တော်ပြောပြီးပြီမင်္ဂလာတရားဆိုတာ
လောကီလောကုတ္တရာနောက်ဆုံးတပ္ပတံပတ္တိလောကုတ္တရာအတွက်ပါဟောတာပဲရှင်လောကီအတွက်တည်းမဟုတ်ငါမျိုးအထိမိပွင့်သွားမယ်ဓာကြည့်ထားဆိုဒီလိုဟာမျိုးမဟုတ်ဘူးပေါ့နော်အဲ့ဒီမှာသိရမှာဝတ္တရားနဲ့တဏှာနှစ်ခုသိရမှာဝတ္တရားကတော့မိမိခန္ဓာမှာလည်းမိမိခန္ဓာကိုယ်ကြားတဲ့အတွက်ခန္ဓာကိုယ်ပြည့်စုံဆောင်ရှောက်ရတဲ့ဝတ္တရားရှိတယ်အမေရှိတယ်အဖေရှိတယ်မန္တပိတုဥပဋ္ဌာန်တယ်သာသမီရှိတယ်ဗုဒ္ဓဒါရသသင်္ကဟောဒါဝတ္တရားတွေရွယ်လို့ရမယ်ဟာဝတ္တရားမလို့ရင်ပြတ်သွားမယ်ဆက်သွယ်မှုမင်္ဂလာပြတ်သွားမယ်ဆက်သွယ်မှုမင်္ဂလာပြည့်ရင်ဆက်သွယ်မှုဧရိယာပြင်ပဖုံးတွေခေါ်လို့မရတော့ဘူးဒီလိုပဲသားနဲ့သားသမီးနဲ့မိဘကြားမှာဆက်သွယ်မှုဧရိယာပြင်ပရောက်ရင်သားသမီးဒီဘယ်ရောက်သွားမလဲမိဘမဲ့ကလေးရောက်သွားမယ်ဟုတ်လားမိဘဒီလူအိုယုံရောက်သွားမယ်ဘိုးဘွားကြီးသာရောက်သွားမယ်ဒါဆက်သွယ်မှုဧရိယာဟိုပြတ်သွားတာပဲလေအဲ့ဒီလိုမျိုးဝတ္တရားတာဝန်အပြင်သိရှိရမယ်ပေါ့ကိုယ်ဆွေမျိုးမိသားစုဒါပေမဲ့ခုနကလိုဒုတ်ချင်းဒါချင်းမျိုးထိမခံဘူးဆိုတဲ့အဆင့်မဟုတ်ဘူးเนาะတတ်နေတဲ့များအမှန်တိုင်းရှိလို့ရှိတိုင်းရှင်းပြရုံပဲရှိတယ်ကျန်တာကတပ်ပြတတ်တာပဲအဲ့တော့ဒီခုနကဆွေမျိုးညာတိဆိုတဲ့ပြင်ပဗဟိတမပြောနဲ့မိမိကိုမိမိမှာနေမဲ့လေမိမိခန္ဓာကိုယ်ကိုမစွဲလန်းဘူးဥပါဒณะခန္ဓာကိုတရားရှိရင်ဟိုလောက်ရတာပဲလေဒါတက္ကရာဒိဋ္ဌိကိုဖြုတ်အောင်နေတတ်ဖို့ဆိုတဲ့ဟာလေးတစ်ဆင့်ကိုကျွန်တော်ကဒါလေးကို message ပေးချင်တာဟိုဥပမာနဲ့ပြောလိုက်မှလွယ်မယ်ကျွန်တော်တို့ဒေသနာမှာရှိတယ်ဗရာဇာတိသိတယ်မလားเนาะဗရာဇာတိအယူလို့သိကြတာပေါ့ဗျာဗရာဇာကြီးရဲ့အဓိပ္ပာယ်ကဗရာဆိုတာကခါမှာအဝတ်မရှိသောသူစာရီဆိုတာလဲ့လေတာမတိသစာရီတို့ဘာလို့လဲ့လေအဲ့တော့ခါအဝတ်မရှိပဲလဲ့လေတာကိုဗရာဇာတိလို့ခေါ်တယ်ဒါက definition တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ဗရာဇာတိဆိုတာဟိုပါပေါ့လျက်ပေါ်လော်လီသောမိန်းမပေါ့အင်ဒီမရှိဘူးပေါ့ဗျာဗရာဇာတိကတထေးသမီးသူကနေထားထိုင်တာသွားတာပြောတာအမတန်လျက်ပေါ်လက်လော်လီတယ်ချောရင်လည်းချောမှာပေါ့နော်အဲ့တော့သူ့ကိုတကယ်တမ်းသူအိမ်အောင်ကြမယ်ဆိုရင်တထေးအဝန်းဝိုင်းနေရှိတယ်အမျိုးကောင်းသားတွေဒုယုံကြီးပဲသူမကြဘူးသူ့သဘောမကျဘူးဘာလို့လဲဆိုတော့လျက်ပေါ်လော်လီဘယ်သူနဲ့သွားဖြစ်လဲအိမ်မှာခိုင်းတဲ့ဓာသဆိုတော့ကြော်နဲ့ဖြစ်တယ်ကိုဓာသကသူဟိုပါပေါ့အဲ့ဒါကြောင့်ဗရာဇာတိဆိုတာလျက်ပေါ်လော်လီသောမိန်းမဆိုတာဘက်ကိုပညာရှင်တွေကပို့သဘောကျတယ်ဟိုခါအဝတ်ဆိုတာကယူမှဖြစ်တဲ့ကိစ္စလေးနော်ထားပါတော့ဒါသရာနဲ့ပေးတာပေါ့အဲ့ဒီဗရာဇာတိကိုကျွန်တော်ဥပမာပြောမယ်သူ့မှာလင်ယောက်ျားရှိတယ်ကိုဒါသသူကသူကြိုက်ယူခြင်းတဲ့လူနဲ့ယူထားပါတော့သူဘာပဲဖြစ်ဖြစ်တန်ရောတင်ရှိတာပဲเนาะတန်ရောတင်ကျိုးတစ်ချောင်းချိတ်လိုက်သားရှိတယ်ချိတ်တယ်သားငယ်ရှိတယ်ချိတ်တယ်မိဘရှိတယ်ချိတ်တယ်သူ့မှာနောက်ပြီးတော့ညီကောင်နှမရှိတယ်ချိတ်တာကျိုးတွေအများကြီးချိတ်တာတော့ဘာဖြစ်လဲဆိုတော့တရားအရဆိုရင်တော့နေတိတ္တစလိတံဟောတိပေါ့နေတိတ္တတဏှာနဲ့မိသောပုဂ္ဂိုလ်ကစလိတံလှုပ်ခြင်းသည်ဟောတိဖြစ်ပြီပေါ့အဲ့ဒီကျိုးတွေပြတော့ဗရာဇာတိဘာဖြစ်လဲသူ့ယောက်ျားဆုံးတယ်မွေကြိုက်တယ်เนาะဒါအလုံးသိကျိုးတစ်ချောင်းကဆွဲတယ်သူလှုပ်သွားတယ်သားငယ်ကဘာဖြစ်သွားလဲရေနစ်တယ်เนาะသားကြီးကရေနစ်တယ်သားငယ်ကဆွန့်ချိတယ်ကျိုးနှစ်ချောင်းထပ်ဆွဲတယ်ထပ်လှုပ်တယ်ကုန်မိသားစုကပြန်လာတယ်မိဘနဲ့ပဲနေတော့မယ်ဆိုပြီးတော့ချွေချွေသားချင်းဒီရောက်တော့တရားမှမရှိတော့เนาะအိမ်မိုးကြိုးကြီးကြမိတွေလောင်ပြီးမိဘသားချင်းအကုန်သေးတယ်မိဘတွေကမိကောင်နှမကျိုးတွေဝိုင်းဆွဲတယ်ဆွဲတဲ့ခါကျတော့ဒါဟိုတုန်းကဒေသနာနဲ့ပြောရင်တော့ဟရယံပိန်တိပေါ့ဗျာနှလုံးကွဲပြီးသေးတယ်ပေါ့ရင်ခွဲနာကြတယ်ခေါ်တာပေါ့နော်ဒါနှလုံးဟရယံပိန်တိဆိုတာနှလုံးကွဲသေးတယ်အဲ့ဒါလိုသေဖို့ကိစ္စပဲကျိုးတွေဝိုင်းဆောင်ဆွဲတော့ဒါပေမဲ့သူကပစ္စည်းမဘဝိကပုဂ္ဂိုလ်ယဟန္တာမာကြီးဖြစ်မဲ့ပုဂ္ဂိုလ်ပစ္စည်းမဘဝိကဆိုတာနောက်ဆုံးဘဝနဲ့ဖြစ်သောပုဂ္ဂိုလ်ဣတတက်လည်းရအောင်မယ်ဒါပုပ္ပိဇကတ္တပုံညဒါကဲတာမသေးဘူးမသေးပေမဲ့ဘာဖြစ်သွားလဲယူသွားတယ်တက်လည်းအောင်ပရသယူတယ်ဒါအားလုံးသိရမြတ်စွာဘုရားရှင်လိုပုဂ္ဂိုလ်ရှိလို့တာပေါ့မရှိရင်ဒုက္ခဘုရားရှင်ကတွေ့တော့จิตသမီးပရာဇာတိသတိထားလို့ဒါသူကဘုံကံရှိတဲ့ပုဂ္ဂိုလ်ဆိုတာသတိပေးတယ်အဲ့ဒီဘုရားဟိုပါပေါ့လင်းပေါ်တင်နေတဲ့သားပေါ်တင်နေတဲ့ဟိုပါပေါ့မိဘပေါ်တင်နေကျိုးတွေတစ်ချောင်းချင်းဖြတ်လိုက်တယ်တက္ကရာဒိဋ္ဌိကျိုးတွေအမှန်ကျွန်တော်တို့ကအကုန်ညှိနေတယ်အခုကျွန်တော်ဒီခုံပေါ်မှာထိုင်နေတယ်ဒီခုံတယောက်လာဆွဲရင်ကျွန်တော်ပါသွားမှာပေါ့ကျွန်တော်လွတ်နေမပါဘူးလေအဲ့ဒါပဲလေထိရင်လှုပ်နေတာပေါ့နော်အဲ့တော့ဖြောက်ပြီးတော့ဘုရားဒေသနာခေါ်လိုက်တဲ့ကအယူပြောက်သွားတယ်ယဟန္တာမထေရကြီးဖြစ်တယ်ဟိုဖြစ်သွားတယ်ဒါကြောင့်ဒီနေရာမှာလည်းပဲအမျိုးကိုထိမချိအောင်တတ်ပါသေးဆိုတာတာဝန်နဲ့တက္ကရာဒိဋ္ဌိနဲ့ကွဲရမယ်ဥပါဒณะခန္ဓာနဲ့ကွဲရမယ်အဲ့ဒါမှသာလျှင်မင်္ဂလာတရားကဟိုတပ္ပတံပတ္တိကာရဏပေါ့နော်ဘာခေါ်မလဲဟိုလောကီကနေလောကုတ္တရာတိပေါ်မြောက်တယ်ပေါ့နော်ဒါကြောင့်ရှင်မျိုးညာတိတွေကိုချီးမြှောက်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါစေနောက်တစ်ခါတက္ကရာဒိဋ္ဌိတွေပြုတ်ပြီးတော့လောကမင်္ဂလာကနေလောကုတ္တရာမင်္ဂလာတိဖြစ်နိုင်ပါစေလို့အချင်းကိုလေးစားသောအဖြစ်ပေါ့နော်ဥပမာလေးပြောရင်ဒီကုန်းချုပ်ပါလေဗျာဟုတ်ကဲ့ပါဆရာအခုလိုမျိုးမင်္ဂလာတုတ်တော်ကိုနာကြားခွင့်ကျင့်သုံးခွင့်ရတဲ့အတွက်သူတော်ကောင်းတက်ကပ်ပြီးတော့ပေါ့နော်ချမ်းသာခြင်းအကျိုးရရှိစေလိမ့်မယ်လို့လည်းယုံကြည်မိပါတယ်။သမီးနောက်ထပ်သိချင်တာလေးတစ်ခုอ่ะပေါ့နော်ဆရာလူတစ်ယောက်ကပါရမီနုတယ်ရင့်နေဆိုတာကိုဘယ်မင်္ဂလာနဲ့တိုင်းတာပါတလေးဆိုတာလေးသိချင်ပါတယ်ဆရာ။ပါရမီနုတယ်ရင့်နေဆိုတာဒီလိုရှိတယ်ဗျာ
တိုင်းတတ်တဲ့ဆိုမင်္ဂလာတရားကလောကီမင်္ဂလာရှိတယ်လောကုတ္တရာမင်္ဂလာရှိတယ်အမှန်တော့ဒီမင်္ဂလာတရားကိုတိုင်းတာဖို့ဆိုတာကလောကီမင်္ဂလာနဲ့သိတော့မအပ်ဆက်သေးလောကုတ္တရာနဲ့မင်္ဂလာနဲ့တိုင်းတာမှရအဲ့တော့လောကီမင်္ဂလာနဲ့မအပ်ဆက်ပဲလောကုတ္တရာနဲ့ဆိုတော့စိတ်တန်ယတနကံပတိပေါ့ဒီရောက်တော့မရောက်သေးဘူးဗျာနော်ဒီဥစ္စာရောက်တော့မရောက်သေးဘူးစိတ်တန်ယတနကံပတိဆိုတာဘာလဲဆိုလောကရန်တရားနဲ့တွေ့တဲ့အခါမှာမတုံလို့တာအဲ့တော့အတိဝနာသဘာလနံကနေပြီးတော့တပောဇဗြဟ္မစရိယင်းစာတိကိုလောကီမင်္ဂလာ30နဲ့32ပါးရှိတယ်အရိယသစ္ဆာနာတတနံကနေခေမန်တိပေါ့နော်အဲ့ဒီဟာကို6ပါးကလောကုတ္တရာမင်္ဂလာပေါ့ပေါင်းရင်တော့38ပါးပေါ့အဲ့ဒါလောကုတ္တရာမင်္ဂလာထဲမှာပါတယ်အဲ့တော့ဖုဒ္ဒတလောကဓမေဟိစိတ်တံယတနာကံပတိအသောကံဝိရဇံခေမံလောကဓမေဟိလောကရန်တရားတို့နှင့်ဖုဒ္ဒတတွေ့ကြုံရသောယတအကျင့်ပုဂ္ဂိုလ်ဤစိတ်တံစိတ်သည်နာကံပတိမတုံလို့ဘူးဘာကြောင့်လဲဆိုရင်အသောကံဝိရဇံခေမံအသောကံစိုးရင်ချင်းအလင်းမရှိရမက်ဟူ၍မြူမမရှိပေါ့နော်အဲ့ဒါကြောင့်သူကမတုံလို့ဘူးလို့ပြောတာပေါ့အဲ့ဒီအဆင့်ကိုရောက်တော့မှအဲ့တော့လောကလူတွေနားလည်အောင်ပြောမယ်ဆိုရင်လောကရန်တရားနဲ့တွေ့ပေးလိုက်ပါတုံလို့မှုရှိတဲ့ပုဂ္ဂိုလ်ကပါရမီနုတယ်တုံလို့မှုနည်းတဲ့လူကပါရမီနည်းနည်းချင်းတယ်လုံးဝမတုံလို့တော့ဘူးဆိုရင်တော့ပါရမီအရင်ဆုံးပဲအဲ့တော့ပါရမီအနုရင်ကိုလူကြီးလူငယ်နဲ့ခွဲလို့မရဘူးငွေကြီးဥစ္စာတနာနဲ့တိုင်းလို့မရဘူးပညာနဲ့ပညာတတ်မှုမတတ်မှုနဲ့တိုင်းတာလို့မရဘူးအာနာရှိမှုမရှိမှုနဲ့တိုင်းတာလို့မရဘူးလောကရန်တရားနဲ့တွေ့လို့မတုံလို့ဘူးဆိုရင်ပါရမီရင်နဲ့တုံလို့သေးတယ်ဆိုရင်ပါရမီနှုတ်တယ်ဘယင်ပဲဖြစ်စေသူပုံသားပဲဖြစ်စေလူကြီးပဲဖြစ်စေလူငယ်ပဲဖြစ်စေလူငယ်ကိုချစ်ကျူးရမှာပဲလူကြီးကိုသနာရမှာပဲသူတုံလို့နေသနာရမှာပဲเนาะဒါကြောင့်အဲ့ဒီမင်္ဂလာနဲ့တိုင်းတာပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးရှင်းရှင်းလင်းလင်းပြောပြပေးခဲ့တဲ့အတွက်ဆရာလည်းသမီးတို့ Skynet ကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်